မင်္ဂလာပါခင်ဗျာအခုတစ်ခေါက်တင်ဆက်ပေးမှာကတော့တကမ္ဘာလုံးကစောင့်ကြည့်နေရတဲ့အီရန်နဲ့အမေရိကန်အစ္စရေးတို့ရဲ့စစ်ရေးတင်းမာမှုနောက်ဆုံးရသတင်းပဲဖြစ်ပါတယ်ဒီနေ့2026ခုနှစ်ဧပြီလ9ရက်နေ့ဟာစစ်ပွဲရဲ့အလက်အငောင်းဖြစ်လာနိုင်မလားဆိုတာစိတ်ဝင်စားစရာပါပထမဦးဆုံးအနေနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ပြောကြားချက်ကိုကြည့်ရအောင်ပါသူကအီရန်ကိုဒီနေ့ညနောက်ဆုံးသတ်မှတ်ချက် deadline ပေးထားပြီးအီရန်ရဲ့ယဉ်ကျေးမှုတစ်ခုလုံးပျောက်ကွယ်သွားလိမ့်မယ်လို့ပြင်းပြင်းထန်ထန်သတိပေးလိုက်ပါတယ်။အဓိကကတော့ကမ္ဘာရေနံလမ်းကြောင်းဖြစ်တဲ့ Hormuz ရေလက်ကြားကိုပြန်ဖွင့်ပေးဖို့ပါပဲ။တစ်ဖက်မှာလည်းအမေရိကန်နဲ့အစ္စရေးလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အီရန်ရဲ့အဓိကတရားတွေနဲ့လမ်းပန်းဆက်သွယ်ရေးတွေပျက်စီးနေပါတယ်။အီရန်ဘက်ကတော့ဒါဟာစစ်အားစမှုကျူးလွန်တာလို့ဆွဆွဲထားသလိုသူတို့ရဲ့လက်တုံပြန်မှုဟာအရှိအလဲပိုင်းဒေတာရင်းတင်မကပဲပိုပြီးကျယ်ပြန့်သွားနိုင်တယ်လို့ IIGC ကထုတ်ပြန်ထားပါတယ်။ငြိမ်းချမ်းရေးအတွက်ဆွေးနွေးမှုတွေရှိနေပေမဲ့အီရန်ဘက်ကတော့ယာယီအကစ်ရက်သားကိုလက်မခံပဲအမြဲတမ်းငြိမ်းချမ်းရေးကိုပဲလိုလားတယ်လို့ဆိုနေတာကြောင့်အခြေအနေကတော်တော်လေးကိုရင်ခုန်စရာကောင်းနေပါတယ်။ဒီစစ်ပွဲကကမ္ဘာစီးပွားရေးနဲ့ရေနံဈေးနှုန်းအပေါ်ဘယ်လောက်ထိတက်ရောက်မှုရှိလာနိုင်မလဲ။ဆက်လက်ပြီးတော့လေကျွန်တော်တို့စောင့်ကြည့်တင်ဆက်ပေးသွားပါဦးမယ်။အခုလိုကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။